အားလုံးပဲမင်္ဂလာပါဒီနေ့ဇွန်လ12ရက်နေ့မှာတော့သတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကိုနေပြီးတော့ကျွန်တော်ပြန်ပြီးတော့ဝေမျှချင်တယ်အဲ့ဒါကသတင်းမီဒီယာလောကမှာတကယ့်ထိပ်စီးသတင်းတစ်ခုအနေနဲ့တင်ပြထားတဲ့နိုင်ငံခြားသတင်းတစ်ခုရှိတယ်အဲ့ဒါကအိန္ဒိယနိုင်ငံမှာဖြစ်ပျက်တာဖြစ်တယ်ဆိုတော့အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့လေပြန်ဖြစ်ကြတာเนาะအဲ့ဒီလေပြန်ကအခုအိန္ဒိယနိုင်ငံနော်ဂူဂျာပြည်နယ်ကနေပြီးတော့ဟိုးဖက်မှာဒီဗြိတိန်နိုင်ငံလန်ဒန်ကိုနေပြီးတော့ထွက်တာနော်ထွက်တဲ့ခါကျတော့အဲ့ဒီမှာပြတ်ကျပြီးတော့ခရီးတွေကဆိုလို့ရှိရင်အဲ့ဒီမှာတင်ဆုံးမှုတော်တော်များများရှိတယ်အဲ့ဒီခရီးတွေကဘယ်လောက်ပါလဲဆိုလို့ရှိရင်242ယောက်ပါတယ်နော်အခုလောလောဆယ်အလောင်းတွေးရှိတာကတော့204ဦးပါတယ်အဲ့ဒီမှာလေပြန်ဝန်ထမ်းက10ယောက်ပါတယ်ဆိုတဲ့ဟာကိုသတင်းမီဒီယာတွေမှာတွေ့ရတယ်ဆိုတော့အခုလောလောဆယ်အလောင်းကတော့204ဦးတွေ့ရှိပြီးအဲ့ပြီးတော့အဲ့လိုမျိုးထိုးကျသွားတာနော်အဲ့ဒီမှာတော်တော်ကိုဒီဆုံးမှုတွေကဆိုလို့ရှိရင်တယောက်မှနော်လွတ်မှာမဟုတ်ဘူးဆိုတဲ့ဟာကိုတော့ခံမှန်းထားတယ်။ဘာဖြစ်လို့လဲဆိုတော့လျင်ပြန်ဆိုလို့ရှိရင်ပေါက်ပွဲတယ်နော်တော်တော်ကိုမင်းရှင်ကတက်တဲ့ခါကျတော့အဲ့ဒီလျင်ပြန်ပြတ်ကျတဲ့ဗီဒီယိုဖိုင်လေးကျွန်တော်တို့တွေ့လိမ့်မယ်နော်။အဲ့ဒါလူမှုကွန်ရက်ပေါ်မှာသတင်းမီဒီယာတွေမှာတော်တော်ကိုဖော်ပြထားတဲ့နော်ဗီဒီယိုအပိုင်းစားလေးတစ်ခုဖြစ်တယ်။ဆိုတော့တော်တော်ကိုလူသေဆုံးမှုကတော့204ဦးအလောင်းတွေ့ရှိပြီးပါသွားတာကတော့242ယောက်ပါရှိတယ်ဝန်ထမ်းက10ယောက်เนาะအဲ့ဒီသတင်းကတော့တကယ့်လူမှုကွန်ရက်ပေါ်မှာသတင်းမီဒီယာမှာလူတိုင်းကပေါ်ပြထားတဲ့အကြောင်းအရာတစ်ခုဖြစ်လိမ့်မယ်နောက်တစ်ခုကရခိုင်ပြည်နယ်ကြောက်ဖြူမှာဆိုလို့ရှိရင်တက်ခုတဲ့ကြီးကြီးဖြစ်နေတယ်เนาะအဲ့ဒီမှာဘလောက်အခြေအနေဆိုးသွားပြီလဲဆိုလို့ရှိရင်တော့ဒီကြောက်ဖြူလို့ပြောတဲ့အခါမှာကြောက်ဖြူတစ်ခုတည်းဒီစကားစကိုတိုက်နေတာမဟုတ်ဘူးเนาะအေးကကျွန်တော်တို့ဒီလေချောင်းရဲ့ရေချောင်းရဲ့ကြီးချောင်းရဲ့စသည်ဖြင့်ဒီ3ခုနဲ့เนาะတကယ့်ပြင်းပြင်းထန်ထန်ခုခံတာဖြစ်တယ်ဆိုတော့စစ်တွေကနေပြီးတော့ရေချောင်းကနေပြီးတော့ဒီစစ်ကူတွေတော်တော်ပို့နေတယ်ပို့နေတဲ့ဂျားကနေပြီးတော့အေအေကဖြစ်ရနဲ့ကတ်လာတဲ့ခါကျတော့အဲ့ဒီမှာတရုတ်ရဲ့လုပ်ငန်းမှာဥဆောင်တဲ့ဒီတရုတ်နိုင်ငံသားတွေရှိတယ်နော်သူတို့တရုတ်နိုင်ငံသားတွေကလည်းအဲ့ဒီမှာမနေရဲတော့ဘူးပြီးလို့ရှိရင်တော့ညဝတီရေတက်နော်ဌာနချုပ်ရှိတယ်နော်အဲ့ဒီမှာအဲ့ဒီဌာနချုပ်မှာရှိတဲ့မိသားစုဝင်တွေလည်းအဲ့ဒီမှာမနေရဲတော့မနေရဲတဲ့ခါကျတော့အခုတရုတ်လူမျိုးရဲ့ခုနကညဝတီမှာရှိတဲ့ဒီမိသားစုတွေနော်မိသားစုတွေရဲ့ရန်ကုန်ကိုရွှေ့ပြောင်းနေကြတယ်နော်အဲ့ဒီမှာမနေရဲတော့နေလို့ရှိရင်တော့အဲ့ဒီမှာအသေးပြောက်တော်ရှိမယ်နော်တချို့ပထမတိတူညာနှစ်ခွန်ပထမပိုင်းဒုတိယပိုင်းတွေမှာကျွန်တော်တို့တွေ့ရလိမ့်မယ်နော်အဲ့ဒီမှာမိသားစုဝင်တွေအများကြီးပါတယ်နောက်ပိုင်းမှာကျတော့တိတ်အခြေအနေမကောင်းတော့ဘူးဆိုလို့ရှိရင်သူတို့ကမိသားစုဝင်တွေကိုအရင်ဆုံးကယ်ထုတ်တယ်နော်အဲ့ဒီမှာအလားဖက်ကဆိုတော့စကားအဲ့လိုမျိုးလုပ်တာကိုကျွန်တော်တို့တွေ့ရတယ်အခုကတော့အဲ့ဒီမှာတညဝတီရေတက်မှာရှိတဲ့မိသားစုဝင်တော့အကုန်လုံးရွှေ့ပြောင်းနေပြီပြီးလို့ရှိရင်တော့တရုတ်နော်တရုတ်လုပ်ငန်းရှင်တွေနော်အဲ့ဒီမှာပညာရှင်တွေဦးစီးဦးဆောင်တဲ့လူတွေအဲ့ဒီမှာမနေရဲတော့အကုန်လုံးထွက်ပြေးကုန်တယ်ဆိုတော့အဲ့ဒီမှာအေကတိုက်ရတာကဒီစကားရဲ့တက်သားတွေနဲ့တိုက်ရတာတခုတည်းမဟုတ်ဘူးနော်တရုတ်နိုင်ငံသားတွေပါတယ်တရုတ်လက်နက်ကိုင်တွေအဲ့ဒီမှာရှိတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလက်နက်ကိုင်တွေကိုမအလာကတရားဝင်ခွင့်ပြုထားတာဖြစ်တယ်ဆိုတော့အရင်သတင်းတွေကလည်းကျွန်တော်တို့ကြားမှာဖြစ်တယ်အဲ့ဒီမှာဒုံးကိုဦးစီးဦးဆောင်တဲ့အယောက်ပေါင်း20ကျော်ပါတယ်ပြီးလို့ရှိရင်တော့နောက်ပိုင်းသတင်းတစ်ခုမှာကလူပေါင်း50ကျော်ထပ်ပြီးတော့ပါဝင်လာတယ်အဲ့ဒါကိုနေပြီးတော့ဒီဘက်ကတိုက်တဲ့ခါကျတော့အဲ့ဒီမှာတရုတ်နိုင်ငံသားတေဆုံးမှုတယောက်ရှိတယ်ဆိုတဲ့ဟာကိုတွေးရမယ်အဲ့ဒါကကျွန်တော်တို့ဒီရှီကျင်းပင်နဲ့မဟာလာကို direct စင်ခေါ်ပြီးတော့ဒီ AA ကတိုက်ရတဲ့တိုက်ပွဲတစ်ခုဖြစ်တယ်เนาะအဲ့ဒီမြန်မာနိုင်ငံသားဒီမဟာလာစကားစတပ်သားတွေတစ်ခုတည်းမဟုတ်ဘူးเนาะတရုတ်ကိုပါစင်ခေါ်လိုက်ရတဲ့စင်ခေါ်မှုတွေဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့သုံးသပ်တဲ့လူတွေကတော့ဘယ်လိုသုံးသပ်လဲဆိုလို့ရှိရင်အဲ့ဒီကြောက်ဖြူမှာတကယ်ဝင်သိမ်းတဲ့အခါကျတော့အဲ့ဒီမှာတရုတ်စစ်သားတွေရှိတယ်เนาะတရုတ်စစ်သားတွေအတုံးယုံသေးတယ်ဆိုလို့ရှိရင်တော့ရှီကျင်းပင်ကတော်တော်ဒေါသတွေထွက်ပြီးတော့เนาะအဲ့ဒီမှာတော်တော်စိတ်ဆိုးမဲ့ပုံအခြေအနေကိုကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကဒီမှာတိုက်ပွဲတွေမှာဖြစ်တဲ့ခါကျတော့စစ်တုံးပိုင်းတွေခဏဖန်ခါရတယ်เนาะဖန်ခါရတဲ့ခါကျတော့အဲ့ဒီမှာတရုတ်စစ်သားတွေပါလို့ရှိရင်เนาะတရုတ်နိုင်ငံက AA ကိုဘယ်လိုဖိအားပေးမလဲဆိုလို့ရှိရင်အဲ့ဒီလူတွေကိုစစ်သားတွေကိုအကုန်လုံးချက်ချင်းလှုပ်ဖို့เนาะဖိအားတွေအသကုန်ပြင်းလို့ဖြစ်မယ်ဆိုတဲ့ဟာကိုနိုင်ငံရေးသုံးသပ်တဲ့လူကလည်းကျွန်တော်တို့ခမထားတာကိုတွေ့ရတယ်ဆိုတော့တကယ်ကလည်းဒီလိုပဲเนาะသူတို့နိုင်ငံသားအဲ့ဒီစစ်သားတွေလည်းအဲ့ဒီထက်မှပါဝင်လိုက်သေးတယ်เนาะအဲ့ဒီဖက်ကဖမ်းပြီးတော့သေတယ်တော့လည်းမအလားနော်စိတ်ဆိုးတာထက်ကျွန်တော်တို့ရှီချင်းတင်ကအသကုံစိတ်ဆိုးပြီးတော့နော်ကျွန်တော်တို့လုံနေလို့ရလုံမယ်ဆိုတဲ့ပုံစံမျိုးကိုလည်းကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့လိုမျိုးလုပ်လို့ရှိရင်တော့ကျွန်တော်တို့တော်နိုင်ရေးကပိုချလာနိုင်တယ်အဲ့ဒါကြောင့်အဲ့ဒီကြောက်ဖြူကိုတိုက်တာဆိုလို့ရှိရင်တော်တော်ကိုခက်ခဲတယ်တော်တော်ကိုနီးပရိယေတွေအမျိုးမျိုးသုံးပြီးတော့အေကတိုက်ယူရတယ်ဘာဖြစ်အဲ့ဒီဟာကိုမသိမ်းလို့လည်းမရဘူးနော်သိမ်းမှသာလေနိုင်ငံရဲ့အပြောင်းအလဲကတစ်မျိုးပြောင်းလဲသွားမယ်အဲ့ဒီကြောက်ဖြူကိုသိမ်းလိုက်ပြီဆိုလို့ရှိရင်တရုတ်ရဲ့နော်ချင်းခွင်ရှာဆိုလို့ရှိရင်ဒီဖက်မှာစောင်းသွားမယ်အေဖက်မှာနော်မအလားဖက်မှာလုံးဝမရတော့အခုဘင်္ဂလားဒေ့ရှ်တို့ဘာလို့ဆိုရင်တော့ကျွန်တော်တို့အေကိုစကားပြောလာပြီပြီးလို့ရှိရင်တော့ကုလသမဂ္ဂနော်ရိုဟင်ဂျာအရေးမှာပြန်စဉ်းစားလို့ရှိရင်မအလားဖက်ကိုထည့်လို့မရတော့ဘူးနော်အဲ့ဒီအေကိုပဲစဉ်းစားရတော့တယ်ကုလသမဂ္ဂတော်မှာစဉ်းစားနေပြီဆိုတော့တရုတ်ကလည်းအဲ့ဒီကြောက်ဖြူကိုသိမ်းလို့ရပြီဆိုလို့ရှိရင်တရုတ်ကလည်းစဉ်းစားရတော့မယ်နော်အေကိုဆွနေဖို့အေကိုဦးစားပေးဖို့မအလားကိုဘေးကိုထားဖို့အဲ့ဒီနိုင်ငံရဲ့အပြောင်းလဲဟာဆိုလို့ရှိရင်အကြီးကြီးပဲ
ဆိုတဲ့ခါကျတော့အဲ့ဒီဟာကိုတတိရှိနဲ့ဒီအေကဒီကြောက်ဖြူကိုတိုက်နေရတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့နိုင်ငံရဲ့သုံးသပ်တဲ့လူတွေကတော့အဲ့လိုမျိုးသုံးသပ်တာကိုတွေ့လိုက်ရလိမ့်မယ်နောက်တစ်ခုကပဲခူးတိုင်းရန်ကုန်မန္တလေးအဲ့ဒီ line မှာဆိုလို့ရှိရင်တော့ဇေယဝတီနော်ဇေယဝတီမြို့ဘူတာယုံရဲ့ပြီးလို့ရှိရင်တော့တကြားဆက်ရဲ့စားဂိတ်ရဲ့အဲ့ဒါကိုနေပြီးတော့တော်လိုင်းရောက်ဖွင့်တွေကနေပြီးတော့ဝင်မတိုက်တယ်အဲ့ဒါကရန်ကုန်မန္တလေးလမ်းဟောင်းပိုက်မှာနော်အဲ့လိုမျိုးတိုက်တဲ့ခါကျတော့အဲ့ဒီမှာစက္ကစအယောက်ပေါင်း4ယောက်ကမာလခီယာဖြစ်သွားတယ်ပြီးလို့ရှိရင်တော့အဲ့ဒီမှာစစ်ကားနဲ့စီကိုလေတင်စေရမိတယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရမယ်နောက်တစ်ခုက KNU ရဲ့တပ်မ9နော်တပ်မ9မှာဘခိုဌာနချုပ်ရုံးရှိတယ်အဲ့ဒီအနီးနားမှာစက္ကစဆိုလို့ရှိရင်ဒီအတိခံဘုံလို့ခေါ်တဲ့ကာမေကာစီတုံးနော်အဲ့လိုမျိုးခလုံးနဲ့သူတို့ကိုတိုက်တယ်နော် KNU ကိုတိုက်တယ်နောက်9စီးမှာ9လုံးကပေါက်ကွဲတယ်ဒါပေမဲ့ထိခိုက်ဒေဆုံးမှုမရှိဘူးအခုတစ်ချိန်နဲ့ဆိုလို့ရှိရင်တော့3ချိန်မြောက်ဖြစ်တယ်ဆိုတဲ့ဟာကိုလေဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်ကာမေကာစီအလုံးပေါင်း9လုံးနဲ့ပြစ်တယ်9စီးပေါက်ကွဲတယ်ဒါပေမဲ့ထိခိုက်သေးဆုံးမှုတွေမရှိဘူးဆိုတဲ့ဟာကိုတော့တွေ့ရလိမ့်မယ်နောက်တစ်ခုကထိုင်းနိုင်ငံเนาะထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တော့ဒီ COVID เนาะ COVID-19 ကူးစက်မှုဟာဆိုလို့ရှိရင်4သိန်းရှိလာပြီเนาะ4သိန်းရှိလာပြီအဲ့ဒီမှာသေဆုံးမှုကဘယ်လောက်ရှိလဲဆိုလို့ရှိရင်တော့130အထိတောင်မှသေဆုံးမှုရှိလာတယ်ဆိုတော့မြန်မာနိုင်ငံနဲ့တော့နီးနီးလေးပဲဖြစ်တယ်မြန်မာနိုင်ငံမှာလည်းကျွန်တော်တို့ COVID တွေကူးနေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမယ်ဆိုတော့ထိုင်းနိုင်ငံမှာတော့အကြီးကြီးဖြစ်နေတယ်ဆိုတဲ့အခါကျတော့အဲ့ဒီမှာသွားလာလုပ်တဲ့လူတွေထိုင်းနိုင်ငံနဲ့သွားလာအများအပြားတော့ထိုင်းနိုင်ငံနဲ့မကင်းကြဘူးเนาะအဲ့ဒီမှာကုန်စည်စီးဆင်းမှုမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖက်မှာထိုင်းနိုင်ငံဖက်ကသွင်းတာတွေ့ရတယ်เนาะဟောင်ကောင်တွေကတစ်မျိုးเนาะအပေါ်လန်းကတစ်မျိုးစသဖြင့်เนาะလူတွေကအမျိုးမျိုးကူးတန်တော့လာရတဲ့ရှိတဲ့ခါကျတော့ COVID-19 ဟာဆိုလို့ရှိရင်ဒီထိုင်းနိုင်ငံမှာ4သိန်းထိတောင်မှရှိနေပြီအဲ့ဒီမှာသေဆုံးမှုကလည်း130ထိရှိတယ်ဆိုတဲ့ဟာကိုတော့เนาะကျွန်တော်တို့တတိထားစီလို့တဲ့အနေနဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါကတတိထားမယ့်အရာတွေဖြစ်တယ်ရန်ကုန်က COVID-19 ဖြစ်တော့လူဟာဆိုလို့ရှိရင်ဂျိုဆက်တောင်မှမလောက်တဲ့အထိတောင်မှကျွန်တော်တို့ဖြစ်ခဲ့တယ်เนาะအဲ့ဒါကြောင့်အဲ့ဒါကိုတတိရပြီးတော့ကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားဖို့ကျွန်တော်တို့အရေးကြီးတယ်ဆိုတဲ့ဟာကိုတော့တွေ့ရလိမ့်မယ်နောက်တစ်ခုက TNLA ထင်းချုပ်ထားတဲ့နေမျိုးတွေမှာအဲ့ဒီမှာ TNLA စီမံနေပြီးတော့ဒီစစ်တပ်အသစ်တွေနော်လူအသစ်တွေအဲ့ဒီမှာသင်တန်းတက်ကြတယ်သင်တန်းတက်တာဘယ်လောက်ထိနော်အပတ်စဉ်ဘယ်လောက်ထိပြီးသွားပြီလဲဆိုလို့ရှိရင်တော့69အထိတောင်မှပြီးသွားပြီအခုသင်တန်းဆင်းပွဲမှာဆိုလို့ရှိရင်နော်အယောက်ပေါင်း659ယောက်ကယောက်ျားလေးတွေဖြစ်ပြီးတော့မိန်းကလေးတွေက165ယောက်ကမိန်းကလေးတွေစုစုပေါင်းက822ယောက်သင်တန်းဆင်းနေဆိုတဲ့ဟာကိုဒီနေ့ထုတ်ပြန်တာကိုတွေ့ရမယ်ဆိုတော့ဒါကိုကြည့်ချင်းအပြင်တိုင်းသားလက်နက်ကန်တွေစီမှာလည်းဒီအပတ်စဉ်သင်တန်းတွေကတော့ရှိနေတယ်เนาะသူတို့ဥပဒေနဲ့ဒီစစ်သားအသစ်တွေကောက်တာရှိသလိုလူတွေကကိုယ်စိတ်ဆန္ဒနဲ့ဝင်တာရှိတယ်เนาะဝင်တာရှိတယ်ကိုနေကိုဟန်နဲ့သွားကြတယ်ကိုနေကိုဟန်နဲ့ခေါ်ကြတယ်เนาะ TNLA ထင်းချုပ်ထားတဲ့နေမျိုးတွေအများကြီးရှိတယ်အသစ်က12မျိုးเนาะအရင်တော့ကအထူးဒေသကနေပြီးတော့တစ်ခါအခုတေသူညနေခုံရဲ့ပထမလိုင်းဒုတိယလိုင်းမှာဆိုလို့ရှိရင်12မျိုးတင်ထားတာရှိတယ်အဲ့ဒီနေရာတွေမှာเนาะလူအင်အားကเนาะအများကြီးလိုအပ်တယ်တဲ့ခါကျတော့ဒီစစ်သားတွေကိုเนาะခေါ်တဲ့ခါကျတော့တရားဝင်ဥပဒေနဲ့ခေါ်တာရှိတယ်လို့ခုနပြောသလိုတအိမ်မှာတယောက်မဟုတ်သည့်တိုင်အောင်တယောက်မှဘလောက်တအုပ်စုမှဘလောက်သူနေသူဟန်နဲ့ကောက်တာတွေအများကြီးရှိတယ်ပြီးလို့ရှိရင်တော့ဒီဘက်ကတော်လိုင်းရဲ့ဘက်မှာအားတန်တဲ့ခါကျတော့ကိုယ်စိတ်သဘောထားတဲ့လူငယ်တွေကဒီမအလားဒီစေမှုထောက်ဥပဒေကိုမကြိုက်ပြီးတော့ဒီဘက်မှာထွက်လာတဲ့လူတွေအများကြီးရှိတယ်เนาะအဲ့ဒီလူတွေကိုသင်တန်းပေးရတယ်เนาะသင်တန်းပေးအဲ့ဒါတော့မှအခု TNLA ကထုတ်ပြန်တဲ့ဟာပဲရှိတယ်เนาะအများကြီးရှိသေးတယ် KNA ရှိတယ် KNU ရှိတယ်အများကြီးဒေါ်လန်တပ်ဖွဲ့တွေเนาะရေထွက်လည်းမကုန်နိုင်အောင်ကျွန်တော်တို့ရှိတယ်ဘလူးပြောင်းထိရှိတယ်เนาะအဲ့ဒီနေရာတွေမှာเนาะနေရာအသီးသီးမှာစေမှုထောက်ဥပဒေနဲ့ကျွန်တော်တို့အမျိုးမျိုးအဖုံဖုံပေါ့သူတို့စစ်တမ်းတွေပေးကြတယ်ဆိုတော့အခု TNLA ကတော့တရားဝင်ထုတ်ပြန်ထားတာကိုတွေ့ရတယ်เนาะ822ယောက်ဒီဒေါ်လာရဲ့တခြားမှာဆိုလို့ရှိရင် TNLA ကထုတ်ပြန်ထားတဲ့အရာတစ်ခုပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ချင်းပြည်နယ်တွန်းစင်မှာဆိုလို့ရှိရင်တော့မွာကွေးကျေးရွာအနီးမှာရှိတဲ့ဒီဇိုမီဒေါ်လာရေးတက်တွေနေတဲ့စခန်းကုန်နေပြီးတော့ဒီချင်းကာကွယ်ရေးတက်ကနေပြီးတော့ချင်းကာကွယ်ရေးတက်တွန်းစင်ကနေပြီးတော့သွားပြီးတော့တိမ့်တဲ့ခါကျတော့အဲ့ဒီမှာဆေးရတဲ့မှာမှုတွေတော်တော်ဖြစ်နေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒီသတင်းကတော့ကျွန်တော်တို့အချင်းချင်းချကြတာเนาะအချင်းချင်းချကြတာဟိုဘက်ကမှန်တယ်ဒီဘက်ကမှန်တယ်ဒါကတော့ငါနေမြေဒါကတော့သူ့နေမြေစသဖြင့်ချင်းတော်လည်းရင်းတွေကလည်းအများကြီးရှိတယ်အရင်တော့တော်လည်းမရှိခင်တော့ကတော့ CNF တို့ဘာလို့အဲ့လိုမျိုးနေပါပဲရှိတာပေါ့เนาะအခုကတော့ပူပတ်ကတော့အများကြီးပါပဲเนาะနာမည်မကြီးဘူးအရင်တော့ပျောက်နေတာပေါ့အခုနကဒေါ်လာရဲတက်ဖို့တွေလည်းပျောက်နေတယ်အခုကတော့ဖြစ်အရင်ကပျောက်သွားတဲ့ဟာကိုအခုကတော့ဒေါ်လာရဲအချိန်နဲ့တော်တော်ကိုလက်နက်ကန်တွေကများလာတယ်เนาะအဲ့ဒီချင်းပြည်နယ်မှာလည်းဆိုတော့သူတို့ချင်းကလည်းချနေကြတာပဲเนาะမလာကမချဘဲနဲ့သူတို့ချင်းချကြတယ်အဲ့လိုမျိုးပုံစံမျိုးပေါ့အခုဒီသတင်းရကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုကဖကတ်မြို့နေเนาะအဲ့ဒီမော်စီစာချေးရမှာဆိုလို့ရှိရင်တော့ဒီ
ဒီကြောက်စိမ့်လုတ်ကွက်တွေအတွင်းမှာမာလာဆိုလို့ရှိရင်ဝင်လာတယ်เนาะအဲ့ဒီမှာစစ်ကြောင်း3ကြောင်းနဲ့အင်အား600နဲ့နေပြီးတော့ဝင်လာတယ်အဲ့ဒီမှာ KNA ကနေပြီးတော့ဒီဘက်ကကြားဖြတ်ပြီးတော့သူတို့တိုက်တယ်ကျွင်းအကြံတယ်ပေါ့နော်ဘလောက်ကျွန်းချင်လည်းတော့မသိဘူးအကျွန်းချင်အဲ့ဒီဟာတွေကနေပြီးတော့ဖက်ကန်ရောက်လာတယ်ခါကျတော့အဲ့ဒီမှာစိတ်လုတ်ခဲ့တယ်မှာဒီစိုက်ရန်တရားတွေကတော်တော်မီးရှို့မှုတွေလုပ်တယ်ဆိုတဲ့ခါကျတော့အဲ့ဒီထက်မှဝင်သွားပြီနော်အခုကတော့ဖက်ကန်ထက်မှဝင်သွားပြီအဲ့လိုမျိုးဝင်တဲ့ခါကျတော့အဲ့ဒီထက်မှဝင်တဲ့လူတွေကိုဖြည်းဖြည်းနဲ့နော်အမြင့်ချွေတာနော်ချွေတာအဲ့ဒီမှာဝင်ပြီးတော့တိုက်တဲ့ခါကျတော့စက္ကစအရောက်ပေါင်းဘလောက်တည်သွားလဲဆိုလို့ရှိရင်20တည်သွားတယ်20တည်လိုက်30တည်လိုက်အဲ့လိုမျိုးဟိုမှာဖက်ကန်ထက်မှတော့ရောက်သွားပြီအဲ့ဒီလူတွေကပြန်ထွက်လို့မရတော့ဘူးနော်ထွက်တယ်လည်းတကက်အသက်တွေရင်းပြီးတော့သူတို့ထွက်ရမယ်ဆိုတဲ့ခါကျတော့အခုဝင်သွားပြီဝင်သွားတဲ့လူကအဲ့ဒီမှာဒီဖက်ကနေပြီးတော့6တင်သွားပြီးတော့တိုက်လိုက်တယ်အရောက်ပေါင်း20 30သေးတယ်50သေးတယ်100သေးတယ်စသည်ဖြစ်တော့သူတို့ပြန်ဆုတ်လို့မရတော့ဘူးเนาะပြန်ဆုတ်လို့မရတော့ဘူးအကမျိုးထိတ်ကတော့ရောက်သွားပြီဆိုတော့ဒီဖက်အပြင်ကတော့ဝိုင်းထားတယ်အခြေအနေအခွင့်တာလို့ရှိရင်သွားပြီးတော့တိုက်တဲ့ခါကျတော့အဲ့ဒီမှာအသေးပြောက်တယ်အများကြီးရှိတယ်ဆိုတော့ဒီနေ့ကတော့เนาะအဲ့ဒီမှာကြောက်စိမ့်လုတ်ကွက်အတွင်းမှာဝင်လာတဲ့ဒီစကားကိုနေပြီးတော့ဒီဖက်ဝင်ကျိတ်လိုက်တာเนาะဝင်သမလိုက်တာအရောက်ပေါင်း20ကျော်တေဆုံးသွားတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီပလဲမှာလေပြန်တစ်စီးပြတ်ချသွားတယ်အဲ့ဒါကတိုက်လေပြန်เนาะတိုက်လေပြန်ပြတ်ချတယ်လို့ပြောတာနဲ့ဟိုဘက်ကတော်လိုင်းအောင်အဖွဲ့တွေကတော့ PLA အဖွဲ့တွေကတော့ငါတို့ပြစ်တယ်လို့ပြောတယ်เนาะဆိုတော့မနေ့ကကျွန်တော်ဗီဒီယိုထပ်တင်တယ်သူတို့ဒီလေပြန်မပြတ်ချခင်ပေါ့သူတို့လေပြန်လာလို့အကြီးကြီးသူတို့ရှောင်တိန်နေပြီးမှသူတို့ကလေပြန်ပြတ်ချတဲ့ခါကျတော့တကယ်ဝန်တာအားရနဲ့အော်ရတယ်တော်တော်ကိုချမ်းတဲ့ခါကျတော့အဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်တင်တော့ YouTube ကနေပြီးတော့လက်မခံပြန်ဘူးเนาะလက်မခံတော့ကျွန်တော်ပြန်ပြီးတော့ဖြုတ်ချလိုက်တယ်ဆိုတော့လူတွေကဘယ်လိုတင်လဲတော့မသိဘူးကျွန်တော်တင်ချိတ်တယ်မရဘူးအဲ့ဒီဗီဒီယိုကိုเนาะဆိုတော့အဲ့ဒီလေမြန်အမျိုးအစားကအရင်ကခေတ်ဟောင်းလေပြန်เนาะF7 လို့ခေါ်တယ်အရင်တော့ကအဲ့ဒီလေပြန်မျိုးစားကဒီထိုင်းနိုင်ငံကတကယ်တမ်းလေချောင်းရည်နဲ့ကျူးကျော်တာတို့ဘာလို့ရှိလို့ရှိရင်လေပြန်နဲ့လေပြန်ချင်းဟိုးမှာအပေါ်မှာเนาะအဲ့လိုမျိုးတိုက်ရတဲ့လေပြန်မျိုးစားဖြစ်တယ်ဆိုတော့အဲ့ဒီဟာကတော်တော်ကိုခေတ်ဟောင်းကလေယာဉ်မျိုးစားဖြစ်တယ်ပြက်ကျတာလည်းဖြစ်နိုင်တယ်ပလဲအဲ့ဒီ PDF တွေကနေပြီးတော့ပြစ်ချတာလည်းဖြစ်နိုင်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့သုံးသပ်ထားတာကိုတွေ့ရမယ်ပြန်ရဲ့တန်ဖိုးကနော် American Dollar 2တန်းတန်ဖိုးရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ဒီဒေါ်လာရဲ့ဒီအတွင်းမှာပေါ့အခုအနာသိမ့်တဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဒီဒေါ်လာကလာမှာမအလာရဲ့တိုက်လေပြန်5စီပြစ်ချခံရတယ်3စီကတော့ကျွန်တော်တို့ဒီ KIA ရဲ့ပြစ်ချမှုခံရပြီးတော့နောက်2စီးကြတော့အခုနကဒီပလဲမှာတစ်စီးဖြစ်မယ်ကိုရနီတို့ဘာလို့မှကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ပြန်ပြက်ကြမှုတွေဆိုလို့ရှိရင်တော်တော်ကိုများတယ်အဲ့လိုမျိုးဖြစ်တိုင်းမှာဒီဖက်ကပြစ်တာပဲဖြစ်နော်ဆက်ချုံယုံတော့ပြစ်တာပဲဖြစ်မအလာကပြောနေကြရတော့ဆက်ချုံယုံပြီးတော့ပြက်ကြတာတခါမှနော်ဒီဖက်ဒေါ်လာရဲ့ဖက်ကပြစ်ချတာမဟုတ်ဘူးဆိုတဲ့ဟာကိုတော့နော်ဒီဆိုင်မမတ်ညင်းတဲ့စကားတစ်လုံးဖြစ်တယ်နော်အာချာချာကတည်င်းမှန်ပြန်ချရေးလို့ပြောပေမဲ့နော်တည်င်းတစ်ခါမှမမှန်ဘူးနော်အမားကိုပဲချိန်လုံးထုတ်ပြန်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့အဲ့ဒီလေပြန်ကတော့ကျွန်တော်တို့ပြတ်ကြပြီတစည်းကတော့တက်တာတော့တာပေါ့နော်ဆိုတော့အဲ့ဒီလေပြန်ကတော့တကယ်တိုက်ခိုက်ရေးမှာသုံးတဲ့ဟာမဟုတ်ဘဲနဲ့လေပြန်အချင်းလေပေါ်မှာနော်တိုက်ခိုက်တဲ့လေပြန်အပေါ်စားမျိုးဖြစ်တယ်ဆိုတဲ့ဟာကိုဒီနေ့တည်င်းတွေမှာထုတ်ပြန်ထားတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ဇွန်လ10ရက်နေ့မှာတည်င်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆောင်ကြရအောင်ဟုတ်ကဲ့ subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို